ဒီတင်ကားကြီးကဗီယက်နမ်စစ်ပွဲကာလမှာတကယ်သုံးပြုခဲ့ရဆိုတာယုံလားမြူဇီယံလိုင်း reality ပါခံစားသွားလို့ရတယ်အတန်တွေပါထည့်ထားတယ်ဒိုင်းညောင်ဆို What ဒီနေ့ပပန်းကတော့စိုက်စင်းတို့အစီအမပါမဘောနော် ticket တွေကသူက online ရနေတယ်ဝယ်လို့ရတယ်အပြင်မှာလည်းဝယ်လို့ရတယ်ပပန်းဟိုတယ်ပြီးတော့ ticket ဆိုင်မှာတော့ဝယ်လိုက်တယ်ပေါ့နော် online မှာဝယ်ရင်9သိန်းကျော်ပဲပေးရပြီမယ်ဒီအပြင်မှာဝယ်လို့ရှိရင်9သိန်းကျော်ပေးရတယ်ပေါ့နော်ဒါပေမဲ့ ticket ကောင်ကြောင်ကတော့ပပန်းတို့ကို Wow Run Museum ticket နှစ်ဆောင်ပေးလက်ဆောင်ပေးရယ်ပပန်းတို့ကတော့ကားဆောင်နေရပါ9မိနစ်ဆောက်အောင်မယ်အခုဆိုတော့4မိနစ်ပေါ့ဒါကပပန်းတို့စီးတဲ့ sightseeing basket ပေါ်တက်ပါသူ့ရဲ့ကားပေါ်မှာနှစ်ချက်ပေးထားတယ်အဲ့နှစ်ချက်ကသွားမယ်နေရာလေးတွေကိုတစ်ခုချင်းစီရှင်းပြပေးတယ်ပပန်းကိုရောက်ရှိနေတာကတော့ဗီယက်နမ်ဟိုချီမင်းမှာနာမည်ကြီးရဲ့ War Remnant Museum ကိုရောက်နေရပါစစ်လေယာဉ်တွေရဲ့တင်ကားတွေကိုအများကြီးပြသထားတယ်ဒါတွေကတော့ bombs တွေပဲဖြစ်ပါတယ်ဒီထဲမှာဒီလိုတမိုင်းဝင်ဓာတ်ပုံလေးတွေလည်းအများကြီးပြထားတယ်ဝါလှေ War Crimes တွေဝင်ကြည့်မယ်မတော်တယ်စပွဲမှာအသုံးပြုခဲ့တဲ့ guns တွေဝါ grenade တွေဒါလက်နှိပ်ဆက်ကြီးဟိုအပေါ်ကအင်ကြီးနှစ်ထည်ရကြတော့ Vice President with တဲ့အင်ကြီးနှစ်ထည်ပါ rocket launcher ဟိုချီမင်းကိုလာလဲမယ်ဆိုဒီကြိုက်ကလာလဲတဲ့နေရာလေးတစ်ခုပါ